အားလုံးမင်္ဂလာပါကျွန်တော်စုရနီဖောင်ဒါရဲထွက်ပါအခုရက်ပိုင်းကြုံနေရတဲ့ပြဿနာအခုရက်ပိုင်းမဟုတ်အခုကျွန်တော်ဆိုရင်တစ်လလောက်ရှိပြီပေါ့နော်ကျွန်တော်အဓိကကြုံနေရတဲ့ပြဿနာကိုစီးပွားရေးလုပ်ငန်းရှင်ဒီအသေးသားစီးပွားရေးလုပ်ငန်းသမားတွေပေါ့နော်အားလုံးကိုကျွန်တော်မျှဝေပေးချင်တာပါအသေးသားစီးပွားရေးလုပ်ငန်းလို့ပြောတာလေကျွန်တော်လည်းလုပ်ငန်းအကြီးပိုင်ထားတာမဟုတ်ပါဘူးလုပ်ငန်းအကြီးဆိုလို့ရှိရင်တော့ဟိုဒီတောကတွေကြုံညမကြုံရမှာပါနော်လုပ်ငန်းကြီးသမားတွေအဲ့တော့ဒီပိုင်းတိုင်းလုပ်ငန်းသမားလေးတွေအတွက်ကိုကျွန်တော်အကြောင်းအရာလေးတွေကိုမျှဝေပေးချင်တာအဲ့ဒါဘာလဲဆိုတော့လေကျွန်တော်အခုဒီ digital marketing မှာကျွန်တော်တို့ဒီ Facebook book လုပ်တဲ့ကိစ္စကတော်တော်လေးကျွန်တော်တို့အခက်အခဲဖြစ်တယ်ကျွန်တော်တို့အခက်အခဲဖြစ်တယ်ဆိုတာပေါ့ကျွန်တော်ဒီ online မှာ service တွေအပ်တယ်ပြီးရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့အတိမိတ်ဆွေနဲ့လည်း service တွေအပ်တယ်ကိုယ်တိုင်လည်း visa card တွေလုပ်ပြီးတော့ boost store နဲ့ဆိုပြီးတော့ကျွန်တော်တို့လောက်ကြရတယ်ပေါ့နော်လောက်ကြတဲ့အချိန်မှာကျွန်တော်တို့အရင်တော့လောက် target တွေကမထိတော့ဘူးအရင်တော့လောက်ကျွန်တော်တို့ဒီ like တွေမရတော့ဘူး view တွေမရတော့ဘူးပြီးတော့နောက်တစ်ခါကျွန်တော်တို့ဧည့်သည်စိတ်ဝင်စားမှုအရင်နည်းလာတာမျိုးတွေကျွန်တော်ကြုံရတယ်အဲ့တော့နံပါတ်1ချက်ကတော့ကျွန်တော်ပြောချင်တာကဒါ VPN ပြဿနာကြောင့် Facebook သုံးတဲ့လူနည်းလာတာလည်းအများကြီးပါပါတယ်ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာအလုပ်လုပ်စားရတာဖြစ်တဲ့အတွက်နံပါတ်1ကျွန်တော်မြန်မာနိုင်ငံနဲ့အဝမ်းဆိုပြီးတော့ boost ကိုdata ခွဲပြီးတော့တွန်းတဲ့အချိန်မှာမြန်မာနိုင်ငံမှာသုံးစွဲတဲ့လူကတအားကိုနည်းလာတာဖြစ်တဲ့အတွက်ကိုကျွန်တော် Facebook က target မထိရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခု TikTok မှာပြောင်းပြီးတော့ TikTok boost service လုပ်ပါတယ်အဲ့တော့ TikTok boost တွန်းတဲ့အချိန်ကြပြန်တော့လေ TikTok မှာကကျွန်တော်တို့ content ကိုသူတို့ကဦးစားပေးပြီးကြည့်ရဖြစ်တဲ့အတွက် content တွေကကျွန်တော်တို့ဘလောက်ပဲကောင်းအောင်လုပ်ပေါ့နော်သူတို့ဘက်ကတတ်မှတ်တဲ့စီမင်းစည်းကမ်းတွေမကိုက်ညီဘူးဆိုလို့ရှိရင်လည်းmarketing ကမထိရောက်ဘူးဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီစီးပွားရေးသမားတွေအများကြီးကြုံနေရတဲ့ပြဿနာကတော့ဒီကျွန်တော်တို့လိုချင်တဲ့ target မထိတဲ့ပြဿနာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်တင်တန်းတွေတက်တဲ့အချိန်မှာသိရတဲ့ဟာပေါ့နော်ကျွန်တော်တို့တင်တန်းတော့မတက်ဘူးပါဘူးဒါပေမဲ့တကယ်ချင်းတွေကျွန်တော်တကယ်ချင်းတင်တန်းတက်တဲ့အချိန်မှာသူတို့ဘာညွှန်ကြားလဲဆိုတော့ဆရာတွေကဘာပြောလဲဆိုတော့ကျွန်တော်တို့ကဒီဧည့်သည်ပြည်သက်တွေကိုကောင်းကျိုးပြုနိုင်တဲ့အရာတခုဥပမာဇက်လန်တို့တော့၎င်းဒါမှမဟုတ်ကျွန်တော်တို့ဒီ social နဲ့ပတ်သက်တဲ့အခု trend ဖြစ်နေတဲ့အရာပေါ့နော်ဥပမာအခုဆိုလို့ရှိရင်အေးဆန္ဒကိစ္စပေါ့နော်အေးဆန္ဒဆိုပြီးတော့အေးဆန္ဒလက်ကောက်၅ဝင်ယူရတာတို့ဘာလို့ညာတော့အဲ့လိုမျိုး trend နေနောက်ကိုလိုက်တဲ့ဟာဆိုလို့ရှိရင်เนาะကဲတီးကိုတီးနိုင်ပါတယ်ဒါလူတွေကစိတ်ကိုစိတ်ဝင်စားမယ်ကြည့်ကိုကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုရဲ့ clip မှာကျွန်တော်တို့ဗီဒီယို clip ဒီစက္ကန့်20လောက်ကိုပရိသတ်ကကြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ဘာကိုကြော်ညာကြလဲကျွန်တော်တို့ဘာကိုပြောကြလဲဆိုတာသိပြီပေါ့နော်အဲ့ဒါတစ်ချက်ရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ brand ပေါ့နော်ကိုယ့်ရဲ့ brand ကကြော်ညာလို့မရတဲ့ဟာမျိုးတွေရှိတတ်ပါတယ်ဥပမာထားပါတော့ကျွန်တော်ဆိုဒါရေဒီကွန်ဆောက်လုပ်ရေးလုပ်ငန်းလုပ်တယ်ကျွန်တော်ရေဒီကွန်ဆိုဒါရေဒီကွန်၄ပါဆိုပြီးတော့ကျွန်တော်လက်နဲ့ကင်ပြလို့မရဘူးကျွန်တော်ဗီဒီယိုကလစ်ထဲမှာကျွန်တော်ဝင်အောင်လိုက်ထည့်လို့မရဘူးဘာဖြစ်ဆိုတော့အသေးစိတ်ပြရတာဖြစ်တယ်ဧည့်သည် customer နားလည်အောင်ပြရတာဖြစ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကကြော်ညာရတာဒီ Facebook ဘူးလုပ်တဲ့အချိန်မှာကျွန်တော်ဓာတ်ပုံတင်တာတို့ဗီဒီယိုဖိုင်တင်တာတို့ Messenger ကနေစကားပြောတာတို့ကျွန်တော်လုပ်ကိုလုပ်ပေးရတဲ့လုပ်ငန်းဖြစ်တယ်အဲ့ဒါတစ်ပိုင်းပေါ့နော်အဲ့တော့ခုနပြောသလိုမျိုးဒီကုန်ပစ္စည်းရောင်းနေဝယ်တယ်ဝန်ဆောင်မှုမပါဘူးဆိုလို့ရှိရင်တော့ကြော်ညာရတာပိုလွယ်တာပေါ့နော်အဲ့တော့အဓိကဖြစ်နေတဲ့အခက်အခဲကကျွန်တော်တို့က like တွေ view တွေတအားနည်းပြီးတော့အဲ့ဒီစိတ်ဝင်စားမှုလျော့နေသွားတဲ့အချိန်မှာကျွန်တော်တို့ကTikTok နဲ့လည်းကျွန်တော်တို့မျှပြီးတော့ဘူးလောက်ရမယ်ပြီးတော့ကျွန်တော်ဇက်လန်ပုံစံမျိုးတွေပြီးတော့ကျွန်တော်တို့ကျွန်တော်ဇက်လန်ပုံစံမျိုးတွေပြီးတော့ကျွန်တော် TikTok ဆော့တဲ့ဟာမျိုးတွေတော့ကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ပေါ့နော်ဒါကတော့လုပ်ငန်းတိုင်းတော့မဆိုလို့ပေါ့နော်ကိုယ်လုပ်ငန်းနဲ့ကိုက်ညီမှလုပ်ပါကိုယ်လုပ်ငန်းနဲ့ကိုက်ညီမှလုပ်ရမှာပေါ့နော်ဥပမာကျွန်တော်တို့ကစားတောက်ဆိုင်ဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီစားတောက်ဆိုင်မှာလာစားဖို့ကိုအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြော်ညာတွေထဲမှာမိစားတောက်ဆိုင်လာစားဖို့အတွက်ပြောတာမဟုတ်ဘဲနဲ့ဇက်လန်လေးရိုက်ပြီးကြော်ညာတဲ့ထဲမှာဆိုကျွန်တော် food fair ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတူယူချရတဲ့မှာပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကွန်ပျူတာရောင်းတာတို့ဒီ laptop ရောင်းတာတို့ PC ရောင်းတာတို့ဆိုလို့ရှိရင်လည်းဓာတ်ပုံတွေရိုက်ပြီးတော့အောက်မှာ memory ကဘယ်လောက်ကပါတယ်ပြီးတော့ဒီ storage ကဘယ်လောက်ပါတယ်ပြီးတော့ 1TB က hard disk ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့က RAM ဘယ်လောက်ပေါ့နော် RAM ဘယ်လောက်ပေါ့ memory ကဘယ်လောက်ပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကဒါဒီ i5 10 Gen ဖြစ်တယ်ပါညာဆိုတော့စာနဲ့ရေးထားတာကိုအဲ့ဒီကလုံးဝစိတ်ဝင်စားပါဘူးအဲ့ဒီဟာကိုကျွန်တော်တို့ကcontent တစ်ခုလုပ်ပြီးတော့ပြောရပါတယ်သူတို့နားရရောက်တော့အောင်ဒီ laptop ကဘယ်သူတွေစိတ်ဝင်စားစေတာလဲ edit လုပ်မဲ့လူလားပြီးတော့နောက်တစ်ခါကျွန်တော်တို့ editing လုပ်မဲ့လူစိတ်ဝင်စားစေတာလား
ဒါမှမဟုတ် game ဆုံးမယ်လို့စိတ်ဝင်စားတာအဲ့ဒါကိုအရင်ဆုံး highlight လုပ်ဖော်ပြပြီးတော့မှကျွန်တော်နောက်ကကျွန်တော် laptop ကိုကြော်ညာရတဲ့ပုံစံမျိုးဖြစ်နေတယ်အခုကဟိုကျွန်တော်လုပ်ငန်းကကြတော့ဒီကျွန်တော်တို့ကအခုဒီကုံစိတ်ဝင်စားတဲ့လူတွေကိုပဲတိုက်ခိုက်ပြရတာဖြစ်တဲ့အတွက်ပူတော်မှကြည့်ရှုသူကနေသေးတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဟာဝါသနာနဲ့ဆိုင်သွားပြီဖြစ်တဲ့အတွက်ဝါသနာမပါရင်ဒီဘက်ကလှည့်မကြည့်ကြဘူးလေပေါ့တချို့ကြတော့လည်း view ဆိုင်ရမှာ maintain လုပ်ရမှာတွေအရင်ဟိုဖြစ်ကြတယ်ကြည်လိုက်တယ်ဟာလှလိုက်တာဒါပဲဒါပေမဲ့လှုပ်ဖို့ကြတော့မတက်နိုင်ဘူးတော်တော်ချမ်းသာတဲ့လူတော်မှမလှုပ်ပါဘူးဒါကြီးတွေကလှုပ်ရှုပ်ပါတယ်ဆိုပြီးတော့တွေးတယ်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးသူတို့စိတ်ထဲမှာဒါကြီးတွေလှုပ်ရှုပ်ပါတယ်ဆိုတဲ့ဟာကိုအရင်ဆုံးဖြေပြောက်ကြတယ်ကျွန်တော် maintain ဘယ်လောက် free ပေးပါတယ်ကျွန်တော်တို့ဘက်ကဘာတွေတာဝန်ယူပေးပါတယ်ဆိုတာနဲ့အရင်ဆုံးသူ့ရဲ့စိတ်ကိုဖြောက်ကြတယ်ပြီးတော့မှသူဒါကိုလှုပ်ချင်လောက်ကျွန်တော်တို့ကလှုပ်ထားတယ်ဆိုတော့ကျွန်တော်တို့က2ဆင့်လောက်လှုပ်တာတော့ကျွန်တော်တို့ပိုခတ်ပါတယ်ဒါပေမဲ့စီးပွားရေးသမားတော်တော်များများမှာရောင်းဝယ်သမားတွေလွယ်တဲ့အရာကိုမေ့ပြီးတော့မလုံးမိတဲ့ဟာမျိုးဖြစ်နေမှာဆိုလို့ကျွန်တော်အကြံပေးခြင်းဖြစ်ပါတယ်တော်တော်လေးတော့ကျွန်တော်တို့လည်းခက်ခဲနေပါတယ်အခုကြော်ညာတဲ့ကိစ္စကတော်တော်လေးခက်ခဲနေပါတယ်ခုနပြောသလိုပေါ့မိမိကုန်ပစ္စည်းကိုစိတ်ဝင်စားတယ်ဥပမာဟိုကျွန်တော်ဆိုလို့ရှိရင်ရေစစ်ကန်နေပါကျွန်တော်ရေစစ်ကန်နေပါလုပ်တဲ့အခါကျတော့ရေကြည်တောက်ရှင်းဖြစ်စေဖို့အတွက်ဘယ်လောက်အာမခံပါရဲပါညာဒီလိုမျိုးဆွဲဆောင်ရတာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ရောင်းတာကဥပမာခုနပြောသလို laptop တို့ computer တို့စားတောက်ဆိုင်တို့ဆိုလို့ရှိရင်လည်းစိတ်ဝင်စားမဲ့ပုံစံတစ်ခုခုနဲ့လုပ်ရမှာပေါ့နော်ကျွန်တော်ဘာကောင်းမှတော့မဟုတ်ပါဘူးကျွန်တော်စာအုပ်ကလေးဖတ်ထားတာလေးကိုကျွန်တော်ပြန်ပြောပြတာပါအဲ့တော့ကျွန်တော်ဖတ်တဲ့စာအုပ်ကတော့ one page marketing plan ဆိုတဲ့စာအုပ်ကလေးကိုကျွန်တော်ဖတ်ပါတယ်အဲ့စာအုပ်ထဲမှာပါတဲ့ target ထိအောင်ရည်ရွယ်ပြီးတော့ပြည့်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးတာပါမိတ်ဆွေတို့ Facebook တွေTikTok တွေမှာ view တွေ like တွေနေတာစိတ်တမကြပါနဲ့အခုကသုံးတဲ့လူကအရန်စိတ်ဖိစီးလို့ဒါတွေသုံးရတာကိုနည်းလာတာပါပြီးတော့ wifi line မကောင်းတာရယ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့လှုပ်ထားတဲ့ boot တွေကိုမမြင်ဘူးဆိုတာ Facebook ကြောက်လဲ VPN ပြဿနာတွေနဲ့ဒီပြည်မြန်မာနိုင်ငံလူအသိသုံးရတာအဆင်မပြေတဲ့ဟာလေးတွေရှိလို့မရတဲ့ဟာလေးကိုနည်းနည်းသိခံပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ကြပါလို့ပေါ့နော်ကျွန်တော်တို့ဆက်ကြော်ညာမှာပါပဲဒီမှာကျွန်တော်တို့ content တွေဖန်တီးတဲ့နေရာမှာလဲအများသူကအနှောက်အယှက်ဖြစ်စေမယ့်ဟာမျိုးဆိုလို့ရှိရင်လည်း Facebook က ban နေဆိုတာသတိထားဖို့လိုပါတယ်ဥပမာစေးရီတိုင်းထွာပြူတာတို့ဘလက်ကာရကိစ္စမျိုးတွေရိုင်းဆိုင်ပြောတာတို့ဆိုလို့ရှိရင်လည်း Facebook ကစမှတ်ပါတယ်မှတ်ပြီးတော့ post 9ခုလောက်ပြည့်တဲ့အချိန်ကြာလို့ရှိရင်မိမိရဲ့ account တို့ page ကိုပိတ်သိမ်းတာတွေပါလည်းဖြစ်တတ်ပါတယ်အဲ့တော့ဒါလေးကိုလည်းသတိထားပြီးရှင်လဲလျှောက်တာပြားလဲဆွဲတာသွားဖို့တော့လိုအပ်ပါတယ်အဲ့တော့တီးတလောက်လေးတင်ပြမျှဝေပေးခြင်းပါ Facebook ကို TikTok မှာရော view များဖို့ like များဖို့ကြိုးစားကြံစည်နေတဲ့သူတိုင်းကျွန်တော်စကားလေးနဲ့အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်